တစုံတစ်ခုအပြောင်းလဲမဖြစ်ဘူးဆိုရင်အဲ့ဒီအရာကလည်းဥပ္ပချင်းမဟုတ်ဘူးလေဟာလေဘုရားကောင်းချီးပါစေအာမင်ဒီမှာကျွန်တော်တို့ဘာလာပြီးတော့ဘုရားဥပ္ပကြဆိုရင်အဲ့ဒီစမနဲ့ဥပ္ပချင်းဖြစ်တယ်ဆိုရင်တေချာတာကိုကျွန်တော်နဲ့တည့်ရတက်တာထဲမှာထူးခြားပြောင်းလဲမှုတွေညီလို့မြင်ရပါတယ်အာမင်အာမင်ဘုရားကိုကျွန်တော်ကိုးကွယ်နေပြောတယ်ဘုရားကိုကျွန်တော်ရှာနေပြောတယ်ဘုရားကိုကျွန်တော်ဖိရနေပြောတယ်ဒါပေမဲ့တကယ်တွေ့ရလားတွေ့နေဆိုအသက်ကိုတွေ့မယ်အာမင်ဟာလေလုယာဘုရားကိုရှာရင်တွေ့တော့သူအသက်ကိုတွေ့မယ်ဘုရားကိုရှာရင်တွေ့တော့သူအသက်ကိုတွေ့မယ်ဟာလေလုယာအာမင်ဆုတောင်းနေဆိုရင်အင်ဖြေရပါဗျာအာမင်အာမင်အာမင်ဟာနာတင်ချတယ်ငါတို့တင်လို့တင်ချတယ်ကောင်းကင်နိုင်ငံကိုသွားဖို့အတွက်တရားရခိုင်တော့စိတ်ချမှုရှိတယ်ဆိုအဲ့ဒါကဘုရားခင်ပေးတဲ့အသက်ထဲမှာပါတဲ့ 0.00001 ရခိုင်လို့ရှိသေးတယ်ဟာလေလုယာဘုရားခင်ကအဲ့အသက်ထဲမှာရှိတဲ့အရာအလုံးနဲ့ဒီနေ့တဲ့ကျွန်တော်ကိုပြည့်စုံစေချင်တော်ဘုရားဖြစ်တယ်ဆိုတော့တွေ့ရတယ်အာမင်ဒီလိုအထူးတစ်ဖြစ်အာမင်အာမင်ကျွန်တော်တို့အထူးတစ်ဖြစ်ဘုရားအတက်ကိုပြည့်စေချင်တာအတက်ပြည့်စုံစေချင်တာဟာလေလုယာအဲ့ဒီထဲမှာပါတဲ့အရာတွေအားလုံးနဲ့အာမင်ဘုရားရဲ့အချင်းယူတာများနေလေဟာလေလုယာအာမင်ဆိုတော့ကျွန်တော်တို့ကောင်းဆောင်တဲ့ပြောတဲ့စကားကိုကျွန်တော်ရတဲ့ပေါ်ကြတယ်အဲ့ဒါပါလဲဆိုဘုရားနဲ့ဘောထဲမှာအချင်းတော်ပြုံးစမ်းပါတယ်ဟာလေလုယာအာမင်အာမင်အာမင်တင် Facebook တွေကြည့်ပြီးတော့ TikTok တွေကြည့်ပြီးတော့အချင်းပြုံးမဲ့စားမြေပေါ်တို့ထဲမှာဟောရာမရှက်ခါမန္တာကဘရိုစီဒီဟာလေလုယာတရှိရပါစလက်ပြောရတဲ့ချင်းတို့အာမင်ဟာလေလုယာအတက်ကိုဖြစ်နေတာပဲဟာလေလုယာဟာလေလုယာအာမင်အာမင်ကျွန်တော်နေရရန်ကုန် conference မှာကျွန်တော်တက်ရနေကျွန်တော်အဲ့ဒီအရာကိုကျွန်တော်ခံစားလာတော့ကျွန်တော်အဲ့ဒီကနေပြန်လာပြီးတော့ကျွန်တော်ခန်းထဲမှာအချင်းတော်ဖြုံးပြတယ်ကျွန်တော်လည်းအာမင်ဘယ်နဲ့ကနေပြီးတော့ကျွန်တော်အခန်းလေးကိုကျွန်တော်ထွက်မလာ Yes အာမခံပြီးပြောရတာကဒီနေ့နေ့တိုင်းမှာကျွန်မကမရအောင်စိတ်ကူးပေါက်ရင်ပေါက်တော့ကျွန်မအမျက်စိတောင်းခိုင်းတယ်လုံးဝအမှုတော်ဆောင်တဲ့ကဘယ်တော့မှအနာမထောင်ပြဘယ်တော့မှအားတဲ့အချိန်မှာပေးထားတယ်နည်းနည်းအားတွေ့တာနဲ့ဆုတောင်းတယ်ဆုမတောင်းရင်မရဟာလေလုယာ